edit တွေကိုเนาะတရုတ်စာကြောင်းထဲမှာဘယ်လိုထည့်သုံးရမလဲဆိုတော့ဒီနေ့သင်ခန်းစာမှာသင်သွားမှာဖြစ်ပါတယ်အဲ့တော့တစ်ချက်လောက်ကြည့်ကြည့်လိုက်ကြရအောင်เนาะအဲ့တော့เราဆိုတော့အရင်ဦးဆုံး edit တွေကိုအရင်ဆုံးကြည့်မယ်ပေါ့နော် edit တွေကဒီမှာတเนาะတဒီ edit လေးတွေကိုအရင်ဦးဆုံးလေ့လာပါเนาะကြီးတယ်เนาะဟိုသူကအင်္ဂလိပ်စာနဲ့အတူတူပဲเนาะအင်္ဂလိပ်စာမှာလားဆိုတော့ဒေါ်နဲ့ဟိုအင်္ဂလိပ်စာမှာဆိုလို့ရှိရင်တော့ဆိုမှ big to small မြန်မာစာမှာဆိုလို့ရှိရင်ဒေါ်နဲ့စုံတယ်ဒါအလွယ်နည်းနဲ့မှတ်တာပေါ့နော်တရုတ်စာမှာလည်းအဲ့လိုပဲလားဆိုတော့မြန်မာဘာသာပြန်လိုက်တဲ့အခါမှာဒီလိုအလွယ်အကူဆုံးနည်းနဲ့ဘာသာပြန်ပေးပါနော်တ大ကြီးသော小သေးငယ်သော长ရှည်သော短တိုသော高မြင့်သော矮不သောနိမ့်သော宽解သော窄尖သော便宜ဈေးပေါ်သော贵စသဖြင့်ပေါ့နော်အဲ့ဒါဒီ edit လေးတွေကိုအရင်ဦးဆုံးလေ့လာပေးပါလေ့လာပြီးသွားလို့ရှိရင်တော့ဆိုဒီဘက်ကတစ်ချက်ကိုထပ်ပြီးတော့ကြည့်မယ်ပေါ့နော်အဲ့တော့ edit တွေကို老师说 edit เนาะ含形容词做谓语学习下边的句子注意含形容词的用法အဲ့တော့老师说 edit တွေကိုเนาะစာကြောင်းထဲမှာဘယ်လိုသုံးရမလဲဆိုတော့အရင်ဦးဆုံးဒီ hand လေးเนาะဒီလို pattern လေးပါသုံးကျင်တဲ့အခါမှာ老师ဒီမှာဝိုင်းပြထားတယ်เนาะ edit သုံးကျင်တဲ့ခုနက老师တို့လေ့လာပြီးသွားတယ်เนาะ edit ရဲ့ရှေ့မှာ hand လေးခံပေးရတယ် hair and hand hair and hand ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့သူက hand ကကျတော့သူ့ရဲ့အဓိပ္ပာယ်မူရင်းအဓိပ္ပာယ်ကအလွန်အရန်เนาะအဲ့တော့ကြည့်အောင်အဲ့တော့ adjective ကိုစာကြောင်းထဲမှာလို့ဆိုတော့ sentence ထဲမှာသုံးကျင်တဲ့အခါမှာ adjective ကလေးပဲသူသုံးကျင်တဲ့အခါမှာရှေ့မှာလို့ဆိုတော့ hand ထည့်ပေးရတယ်တကယ်လို့အကယ်၍များ hand မသုံးကျင်ဘူးဆိုလို့ရှိရင်နောက်ထပ် pattern တွေထပ်ရှိသေးတယ်သူက adjective ကိုနှစ်ခါထပ်တာမျိုးပုံစံမှာတော့ဥပမာလို့ဆိုတော့ဒီမှာကောင်းဆိုရင်ကောက်တဲ့အဲ့လိုမျိုးလေးသုံးတာမျိုးပေါ့နော်တကယ်လို့ hand ကိုမသုံးကျင်ဘူးဆိုလို့ရှိရင်ထင်ကောက်တဲ့အဲ့လိုမျိုးသုံးတာမျိုးတွေရှိတယ်ဒါပေမဲ့အဲ့ဒါကဒီမှာမတင်ရသေးဘူးဒီ level မှာပေါ့နော်အခြေခံတရားမှာဆိုလို့ရှိရင်ဒီလောက်တည်ထားရင်ရပြီ adjective ရဲ့ရှေ့မှာခုနကဆိုတော့လေ့လာသွားရဲ adjective ရဲ့ရှေ့မှာ hand လေးထားပေးရတယ်စာကြောင်းထဲမှာဘယ်လိုမျိုးလဲဆိုတာအောက်မှာတစ်ချက်ကြည့်မယ်နော်အဲ့တော့形容词做谓语时တဲ့နော်形容词ဆိုတာ adjective တွေကတဲ့နော် adjective တွေကိုအဲ့ဆို谓语စကားကြတော့ဟိုပါပေါ့谓语ဆိုတာ predicate ကိုပြောတာ predicate ဆိုတာလောက်ရှေ့မှာသင်ခန်းစာမှာရှင်းခဲ့ပြီးသားသူကဒီ subject ကဘာဖြစ်ပါလဲဘယ်လိုရှိတယ်လဲအဲ့ဒါကိုဖော်ပြတာအဓိကက谓语ဒီဘာဖြစ်နိုင်လဲ verb လည်းဖြစ်နိုင်တယ်နော်ဒီ verb phrase တွေဖြစ်နိုင်တယ်နော်ဒီစကားစုတွေပေါ့နော်ဖြစ်နိုင်ပါတယ်နော်အဲ့လိုမျိုး形容词ကို老师တို့ဒီစက်တောင်းထဲမှာအသုံးပြုတဲ့အခါမှာ形容词的层面采用横对啦နော်လာဆိုခုနကပြောသွားတယ်ဒီ adjective ကိုစက်တောင်းထဲမှာသုံးနေတဲ့အခါမှာ hand ကိုကပ်ပြပါဒီ pattern ကိုကြက်ထားပြီเนาะ adjective သုံးမယ်ဆို hand လေးဆရာမအဲ့ဆို hand ကဘာလို့ထည့်ရလဲအဲ့ဒါမျိုးတွေပေါ့เนาะဒါဆို hand ကဒီမှာလာဆိုပြထားပေးပါတယ်စာကြောင်းတိုင်းကိုအလွန်အရန်လို့ဆိုဘာသာထည့်မပြန်ရဘူးသူကဘာလဲဆိုတော့ဂျားကန်ဒီစကလုံးအနေတစ်ခုအနေပဲသုံးတာဒီဥပမာကွာ subject နဲ့ဒီ adjective နဲ့ကိုအဲ့လိုမျိုးထားရမသုံးမနဲ့ subject နဲ့ adjective ရဲ့ဒီအလယ်မှာအလယ်မှာထားရတယ်ပေါ့เนาะအလယ်မှာဂျားကန်အဖြစ်အသုံးပြုတဲ့စလုံးလေးတစ်လုံးအနေနဲ့ပဲလားဆိုတော့မှတ်ယူရမှာဖြစ်ပါတယ်เนาะဒီစာကြောင်းတိုင်းကိုเนาะဟန်ကဟန်ရဲ့အဓိပ္ပာယ်ကဟန်အလွန်အရန် adjective နဲ့တွက်လိုက်တယ်အဲ့လိုဆိုလို့ရှိရင်အလွန်ဘာဖြစ်ပါလဲဆိုရင်အဲ့လိုဘာသာပြန်မှာမဟုတ်ပါဘူး汉语形容词一般不登读作谓语တဲ့เนาะအဲ့တော့တရုတ်စာမှာဆိုလို့ရှိရင် adjective တွေကစာကြောင်းထဲမှာ adjective တခါလေတစ်လုံးနဲ့အဲ့လိုမျိုးထည့်ပြီးမသုံးအဲ့တော့တစ်ချက်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်这个是个个很高เนาะ个个很高是个个ဆိုတာကိုက subject အဲ့တော့高ကတော့အရက်မြင့်တော့လားဆိုတော့ adjective ပေါ့နော်ဟန်လေးထည့်ပေးရတယ်ဂျားထဲမှာဘာသာပြန်မယ်ဒီစာကြောင်းကို个个很高ဆိုတော့ကိုအရက်မြင့်နေပဲဘာသာကိုတစ်ခါလာလဲကိုအရက်မြင့်ပါတယ်လို့မဟုတ်ဘူးเนาะဒါဆိုတော့ဘာသာကတော့ပုံမှန်တိုင်းမပြန်မယ်个个很高ကိုအရက်မြင့်တယ်ဒီလိုမျိုးလေးဒါဆိုတော့မှတ်ယူရမှာဖြစ်ပါတယ်ကို adjective သုံးနေတဲ့အခါမှာရှေ့မှာ han လေးထည့်ပေးရမှာဖြစ်ပါတယ် han ကလည်းသူ့ရဲ့မူရင်းအဓိပ္ပာယ်က han ဆိုတာက very အလွန်အရန်ဒါပေမဲ့စာကြောင်းထဲမှာလည်းဆိုတော့ဘာသာပြန်တဲ့အခါမှာ个很高ဆိုကိုအရက်မြင့်တယ်လို့ပဲเราဆိုတော့ကမှတ်ယူရမယ်သိရမှာဖြစ်ပါတယ်နောက်တစ်ခုသွားမယ်ဒါလေးဆိုရင်妈妈很忙妈妈很忙妹妹အလုပ်များတယ်နော်王小姐很漂亮王小姐很漂亮နော်မမလေးနော်မိန်းကလေးဝမ်ကလှပတယ်နော်很漂亮是လှပတယ်学校很大
学校 means 学校ကကျတော့ကျောင်းပေါ့နော်大是 big ကြီးတော့ကျောင်းကကြီးလိုက်တာ嘛နော်长长很长的长长的意思是တရုတ်ရဲ့မဟာတတိုင်းဖြစ်ပါတယ်很长很长的ရှည်ရပေါ့နော်မဟာတတိုင်းကရှည်တယ်ဒါဆိုရင်ဒီ pattern ကိုရမယ်ပေါ့နော်အဲ့ဒါဆိုနောက်တစ်ခုကြည့်လိုက်ကြရအောင်နော်形容词做谓语的句子否定时是在形容词的前边用不လေနော်အဲ့တော့老师တို့ခုနက pattern လေးတွေ adjective ကိုညင်းချင်ရင် han လေးကိုဖြုတ်လိုက်နော်ခုနဟာလေးပေါ့တိတိဟန်ကောင်းနေရမှာဟန်ကိုဖြုတ်ဘာလေးထက်လိုက်ရုံပဲလဲဆိုလို့ရှိရင်လားဆိုတော့ပူကိုထည့်လိုက်ရုံပဲအဲ့တော့တိတိပူကောင်းတိတိပူကောင်းနော်မောင်လေးကအရက်မမြင့်ဘူးရွှေလျှောက်ပူတာဟန်နေရမှာပူလေးထည့်လိုက်အဲ့ဒါကဒီစာကြောင်းကိုညင်းတာ ਨੇ adjective ကိုညင်းခြင်းရင်ဟန်ကိုဖြုတ်မယ်လားဆိုတော့နော်ပူကိုထည့်မယ်ပေါ့နော်ရွှေလျှောက်ပူတာ汉语不难နော်玩太太不胖နော်这是不胖မ这是不胖好吗အဲ့တော့玩太太ဆိုတာမိန်းကလေး玩ကမဝဘူးဒါမျိုးပါနော်ဟန်语不难ကကြတော့တရုပ်စာကမခတ်ဘူးအဲ့တော့老师တို့ဒီ adjective ကိုညင်မဲ့ပုံစံကိုရမယ်နော်နောက်တစ်ခုကကြတော့老师တို့这些否定句中的形容词前边也可以用很或者太的例如တဲ့အဲ့တော့ဒီလိုမျိုးအငင်းပေါ့နော် adjective တွေကိုခုနကညင်းထားတဲ့ဒီလိုစာကြောင်းတွေမှာ老师တို့ကဘယ်လိုထည့်လို့ရသေးလဲဆိုရင်很太ကိုလည်းထည့်သုံးလို့ရပါသေးတယ်ခုနက很太ဒီလိုလည်းသုံးလို့ရတယ်弟弟不很高这个意思是弟弟不很高မောင်လေးကအရက်မမြင့်ဘူးအဲ့တော့ဒီနေရာမှာညင်းတဲ့စာကြောင်းမှာ老师တို့ကဟန်တို့ထိုက်တို့ထည့်သုံးလို့ရပါတယ်အမှဆိုရင်တော့老师တို့ကဟန်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်အလွန်အရမ်းပဲထိုက်ကလည်းအလွန်ရမ်းဒါပေမဲ့ထိုက်ကကျတော့နည်းနည်းလေးသူက degree ပို့ပြီးတော့နည်းနည်းလေးမြင့်ပါတယ်เนาะအဲ့ဒါလေးပါအဲ့တော့တိတိပူဟန်ကောက်တော့မောင်လေးကအရက်တော့အရက်မမြင့်ဘူးမောင်လေးအရက်မမြင့်ဘူးပူထိုက်ကောက်ပေါ့เนาะပြီးရင်ရွှေလျှောက်ပူဟန်တာကျောင်းကအရန်မကြည့်ဘူးเนาะပူထိုက်တာအတူတူပါပဲမကြည့်ဘူးပေါ့เนาะဟန်ဝီပူဟန်နန်ဟန်ဝီပူထိုက်နန်နော်အဲ့တော့ဟန်တို့ထိုက်တို့ပူရဲ့နောက်မှာထည့်ပြီးတော့သုံးလို့ရပါတယ်ဝမ်ထိုက်ထိုက်ပူဟန်ဖတ်ပူထိုက်ဖတ်မင်းကလေးဝမ်ကမဝတိတ်မဝဘူးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုတော့တို့ကြည့်လိုက်ကြရအောင်ပြီးရင်ဒီခုနောင်ကပထမအဦးဆုံးအကြောင်းအရာလောက်စစ်တင်သွားတာက adjective တွေကိုစာကြောင်းတစ်ကြောင်းကိုဘယ်လိုဖွင့်ရမလဲဟန်လေးနဲ့ဂျာကတ်အနေနဲ့ထည့်ပြီးတော့သုံးရမယ်ဒုတိယမြောက်အနေနဲ့ကကြတော့ညင်းတဲ့အခါမှာဘယ်လိုမျိုးသုံးရလဲ adjective တွေကဲအခုကြောင့် adjective ကိုမေးခွန်းလုပ်မယ် adjective ကိုမေးခွန်းလုပ်ရင်ဘာလုပ်ရမှာလဲဆိုတော့တော့ပြပြပေးပါမယ် adjective ကိုနောက်ဆိုတော့နှစ်မျိုးပုံစံနဲ့နော်လုပ်လို့ရပါတယ်အဲ့တော့ adjective နှစ်ခုကြားထဲမှာပုဆိုတဲ့အငင်းလေးထည့်လိုက်ပုဆိုတာညင်းတာအဲ့တော့ပုညင်းလိုက်တာပေါ့မှာ adjective ပု adjective အဲ့လိုမျိုးနော် adjective ပု adjective ထည့်မယ်ပြီး question mark ထည့်လိုက်မယ် adjective မှာနော်သူတို့နှစ်ခုရဲ့အဓိပ္ပာယ်အတူတူပဲเนาะအဲ့တော့လောက်ဆိုတော့ adjective ပု adjective ရဲ့အဓိပ္ပာယ်ကကျတော့လောက်ဆိုတော့မာဘူးလားဆိုတဲ့ဟာပေါ့เนาะဥပမာလောက်ဆိုပြရမယ်ဆိုရင်ရှေ့ဟာကိုတစ်ချက်ပြန်ပြီးတော့ပြပေးမယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်တဆိုလို့ရှိရင် adjective ကို adjective ရဲ့အလယ်မှာလောက်ဆိုတော့ကပုထားမယ်ပြီးရင်လောက်ဆိုတော့ဒီမှာဆိုလို့ရှိရင် adjective လာမယ်ပြီးရင် question mark เนาะ question mark လေးပြီးရင် adjective အပေါင်းလောက်ဆိုလို့ပြီးရင်မာဒါမျိုးလေးပေါ့เนาะအဲ့တော့တပူတနော်ဒီမှာဒီတကြီးသောဆိုလို့ရှိရင်ဒီ pattern လေးမှာလို့ဆိုထည့်လိုက်မယ် adjective ပူ adjective ဆိုလို့ရှိရင်တပူတအဓိပ္ပာယ်ကကြတော့ဗာလဲဆိုရင်ကြီးလားမကြီးဘူးလားနော်ကြီးလားဆိုတဲ့အဓိပ္ပာယ်နော်ကြီးလားမကြီးဘူးလားလို့လည်းဘာသာပြန်လို့ရတယ်ကြီးလားဆိုတဲ့အဓိပ္ပာယ်လည်းဘာသာပြန်လို့ရပါတယ်ဒီ adjective မှာနှစ်ခုလုံးကအဓိပ္ပာယ်အတူတူပဲနော်小不小小吗长不长长吗短不短短吗高不高高吗矮不矮矮吗宽不宽宽吗ဒီလို pattern လေးနဲ့老师တို့မေးခွန်းပြုလုပ်လို့ရပါတယ် adjective နှစ်ခုဒီအခု老师တို့အခုဒီမှာလေ့လာသွားတဲ့ adjective ရဲ့ကြားထဲမှာပုထည့်မယ်သို့မဟုတ်နော်ဒီ adjective ရဲ့နောက်မှာမားလေးထည့်ရုံနဲ့မေးခွန်းဖြစ်သွားပါပြီနော်အဲ့တော့我တို့တစ်ချက်လောက်ကြည့်လိုက်ကြရအောင်အဲ့တော့ဒီမှာကြည့်မယ်နော်形容词做谓语的句子疑问形式可以是 A 不 A 吗အေးဘူးအေးမလေးရူတဲ့เนาะဒါလောက်စခုနကရှင်းပြသွားတဲ့ဟာပါเนาะ adjective တွေเนาะအဲ့တော့မေးခွန်းပြုလုပ်တဲ့ပုံစံပေါ့เนาะမှာ哥哥高不高哥哥高吗妈妈满不满妈妈满吗ဟုတ်ပြီဒါဆိုရင်ရမယ်เนาะအဲ့တော့ဒီဘက်အနောက်မှာလောက်စတို့ဒီဘက်ကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်เนาะကဲအခုကလောက်ရှင်းပြီးသွားပြီဆိုတော့ဒီသင်ခန်းစာကိုဘယ်လောက်နားလဲလဲဆိုတဲ့ဟာကိုမေးခွန်းလေးလောက်ဆိုဖြေပေးရမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်နော်ဒီမှာဒါလေးကိုလောက်စနည်းနည်းမေးခွန်းပုံစံလေးပြပေးမယ်နော်အဲ့တော့用肯定形式或者否定形式回答问题အဲ့တော့မေးခွန်းလေးကိုဖြေပေးပါမှာ तू က
तू ကမေးထားတဲ့ဟာလေးကကျတော့ဥပမာအားဖြင့်ပြောရမယ်ဆိုလို့နီးမှန်မ